ကြည်ရွှာပေးနေတဲ့ပရိသတ်အားလုံးမင်္ဂလာပါ2025ခုနှစ် March 8 ရက်နေ့စနေနေ့တနေ့တာလက်နေရက်ကနောက်တောင်ရက်စန္တီယာရက်ကနောက်ရက်ရံပေါ်ရရက်ကအရှိမြောက်ရက်တို့ဖြစ်ကြပါတယ်ဒီနေ့ဒီရဲ့မူလဆန်းရှင်တဲ့ကအဒရလက်ခံဖြစ်ပါတယ်ကောင်းကင်ဂျိုအနေထားရပိဋကရာသီမှာဇာတာပတိဂျိုတည်ရှိတယ်ဒီနေ့တနင်္လာဂျိုမေတုံရာသီကိုကူးပြောင်းပြီးတော့အင်္ဂါဂျိုနဲ့အတူတွဲဖက်တည်ရှိတယ်ကံရာသီမှာကိတ်ဂျိုတည်ရှိတယ်ကုံရာသီမှာတနင်္ဂနွေနဲ့စနေတွဲလျက်တည်ရှိပြီးတော့မေရာသီမှာတောက်ကြဂျိုကနောက်ပြန်သွားပြီးတော့ပုံထူးဂျိုရာဟုဂျိုတို့ကလည်းမေရာသီမှာတည်ရှိနေတယ်ဂျိုများအနေထားကြောင့်မိစ္ဆာရာသီဘွားတွေမှာထူးခြားတဲ့ပြောင်းလဲဖြစ်ရတဲ့ဖြစ်ပဲရပိုင်ခွင့်ပြန်ရခြင်းနဲ့ကောင်းသောပြောင်းလဲဖြစ်ရတဲ့ကြုံပဲရံပฏิပက္ခရင်နဲ့ဂျုံပြီးဆင်ပြေပဲပြိဿရာသီဘွားတွေလက်ပွင့်မယ်ကံပွင့်မယ်လိုပြည့်စုံမယ်ရည်မှန်းချက်ရွယ်ကြလုံးအောင်မြင်ပြီးလိုရဆန္ဒပြည့်စုံမယ်မေထုံရာသီဘွားတွေမှာရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်အခက်အခဲတွေဖြေရှင်းနိုင်မယ်အယဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကျိုးပေးမယ်ကရကတ်ရာသီဘွားတွေမှာစန္ဒရည်မှန်းချက်တွေကိုလောက်ကင်ကျိုးပေးခြင်းနဲ့တိုးတက်ခြင်းကံတွေပေါ်တဲ့အရာအဆင်ပြေမယ်တရားသီဘွားတွေအတွက်အထူးတလဲကောင်းသောနေသားနဲ့တိုးတက်တဲ့ကံပွင့်မယ်အလိုစန္ဒရည်မှန်းချက်တို့ကိုရှေ့တိုးလို့အကျိုးရှိမဲ့ကံကြမ္မာတိုးတက်တဲ့ကံရှိမယ်ကံရာသီဘွားတွေမှာထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုရရှိမယ်အပြောင်းလဲတဲ့တလန်ပေါ်မှာဒီမျိုးပဲချိုးပေးမယ်ပစ္စည်းပြောက်တတ်တယ်တူရာသီဘွားတွေအတွက်လက်ပွင့်ကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိနေတဲ့ကာလဖြစ်တယ်ရည်ရွယ်ချက်အောင်မြင်မယ်ပြိဿရာသီဘွားတွေကောင်းသောပြောင်းလဲတဲ့တိုးတက်မှုပေါ်တယ်ရာရာစင်ပြေအောင်ဆောင်ရွက်နိုင်ခြင်းနဲ့အကျိုးပေးခြင်းရှိတယ်ဓနုရာသီဘွားတွေအတွက်ရန်တိုက်ခံတဲ့ရှင်ပြီးလောက်ရတယ်။ဆောရဲဆန္ဒငွေကြေးလက်ပြောင်းတဲ့အတွက်တတိရှိရမယ်။အတိုက်ခံများခြင်းပြုဆက်ရမယ်။မကာရရာသီဘွားတွေဆုံးဖြတ်ချက်မှန်မယ်။အသစ်လမ်းကြောင်းနဲ့တိုးတက်မှုခွင့်ရတွေကိုလက်တွေ့သုံးချပြီးဘဝတဏ္ဍအောင်မြင်မှုလမ်းကြောင်းချုံတွေ့မယ်။ကုံရာသီဘွားတွေမှာစမ်းပွင့်မယ်။လိုရာဆန္ဒပြည့်စုံမယ်ဘဝတိုးတက်မယ်။မေယာဒီဘွားတွေမှာရန်နဲ့ရှင်ပြီးလောက်ရမယ်အတိုက်ခံနဲ့ကြုံပြီးမှအောင်မြင်မယ်လွယ်တကူမရအောင်တနေ့တာကာလအတွင်းအနဲ့ရောင်ပြရစ်ရောင်နဲ့ပြရောင်တို့ကိုအကျိုးပေးရောင်များဖြင့်တောင်းဆွဲနိုင်တယ်အဖြူရောင်ပန်းပွင့်ဖျားကတ်တူပြီးလိုရဆန္ဒတောင်းဆိုရရှိနိုင်တယ်ဖုန်း399999486339ကိုဆက်သွယ်မြင်းမြတ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်